ဒီဗီဒီယိုမှာရွေးချက်ပေးမဲ့ပွဲစဉ်ကတော့ Hayden Hayes အသင်းနဲ့ Main အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Hayden Hayes အနေဖြင့်သက်ရှိအချိန်မှာ German Bundesliga ရဲ့နောက်ဆုံးတမ်မစင်ရဖို့အတွက်နောက်ဆုံးလက်ကျန်အခွင့်အရေးပလီအော့တနေရာသာအတွက်ဒီပွဲစဉ်မှာမဖြစ်မနေနိုင်ပွဲလိုအပ်နေသလိုဒီပွဲစဉ်မှာသွင်းဂိုးတွေများများသွင်းနိုင်ဖို့လည်းလိုအပ်တယ်။ဒါမှသာနောက်ဆုံးအချိန်ထိဘွန်ထွန်ဒီကာမှာတန်းကြံရဖို့ပလေးအော့တနေရာသာအနေဖြင့်ဟူဘတ်စိန်ပေါ်စီတို့နဲ့နောက်ဆုံးအချိန်ထိစောင့်ကြည့်သွားရမယ့်အနေအထားဖြစ်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာဟိုက်ဒန်ဟိန်းအနေဖြင့်မဖြစ်မနေနိုင်ပွဲလိုအပ်နေသလိုသွင်းဂိုးတွေလည်းမဖြစ်မနေလိုအပ်နေတာဖြစ်တယ်။ဟိုက်ဒန်ဟိန်းအသင်းရဲ့တိုက်စစ်ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာပွဲစဉ်တိုင်းလိုဂိုးသွင်းထားနိုင်တာကြောင့်လက်ရှိဒီပွဲစဉ်မှာကျွန်တော်ကတော့ဟိုက်ဒန်ဟိန်းတေးရပေါက်ဂိုးရလိမ့်မယ်လို့ယုံကြည်တယ်။တစ်ဖက်ကကျွန်တော်တို့ Osberg ကတော့တစ်ဖက်က Main ကတော့လက်ရှိအချိန်မှာဒီပွဲစဉ်မှာရှုံနိုင်ဘာမှမဖြစ်တာကြောင့်လက်ရှိဒီပွဲစဉ်မှာ Main အသင်းကလည်းပေါ့ပါပဲတိုက်စစ်ဆင်ပြီးကစားသွားလိမ့်မယ်လို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာ Hayden Hayes ရော Main ရောဂိုးရလိမ့်မယ်။သွင်းဂိုးလည်း၄ဂိုးရောက်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ဂိုးအများကိုရွေးချယ်ပေးကြပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။